မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေရှင်ချစ်ခင်လေးစားရတဲ့အင်္ဂါသားသမီးအပေါင်းတို့ရှင်အခုတစ်ခါမှာတော့ဆီယာမကအင်္ဂါသားသမီးလေးတွေအတွက်2026ခုနှစ်မတ်လ2ရက်နေ့ကနေမတ်လ10ရက်နေ့အထိတပတ်တာအတွင်းကြုံတွေ့ရမယ့်ကံကြမ္မာအလှည့်ပြောင်းတွေကိုအသေးစိတ်ဟောပြောပေးသွားမှာဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးတွေဟာတတိရှိပြီးတက်ကြွဖြက်လက်သူတွေဖြစ်တဲ့အတွက်ဒီအပတ်မှာဘလို့စိန်ခေါ်မှုတွေနဲ့အောင်မြင်မှုတွေကြုံရမလဲဆိုတာအခုပဲကြည့်လိုက်ရအောင်နော်အင်္ဂါသားသမီးများအတွက်တပတ်တာအသေးစိတ်ဟောစာတမ်းအထွေထွေဒီအပတ်ဟာအင်္ဂါသားသမီးလေးတွေအတွက်ဇွဲရှိမှအောင်မြင်မဲ့ကာလပါပဲအလုပ်တွေမှာအတိုက်ခံအနှဲငယ်ရှိနေတတ်ပေမဲ့မိမိရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကြောင့်အောင်မြင်မှုရပါလိမ့်မယ်စိတ်တူလွယ်တာမျိုးကိုထိန်းပါကိုယ့်ရဲ့စကားကြောင့်သူတစ်ပါးစိတ်နှောက်ယှက်ဖြစ်တဲ့လို့စကားပြောဆိုရမှာချိုးတာဖို့ဆီယာမကအထူးသတိပေးရစီရှင်စီးပွားရေးနဲ့အလုပ်ကိုင်ပိုင်းမှာပြိုင်ဆိုင်မှုပြင်းထန်နေတတ်ပါတယ်ဝန်ထမ်းများလုပ်ငန်းခွင်မှာတာဝန်အသစ်တွေပိုပြီးလာတတ်ပါတယ်အထက်လူကြီးနဲ့စကားများတာမျိုးရှောင်ပါသိခံရင်အောင်မြင်ပါလိမ့်မယ်လုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံမှုတွေမှာသတိထားရမယ့်အချိန်ပါအထူးသဖြင့်စက်ပစ္စည်းတန်တိုတန်ဆနဲ့hardwareပစ္စည်းရောင်းချသူတွေအယောင်းဝယ်ကောင်းမွန်ပါလိမ့်မယ်ရှင်ငွေရေးကြေးရေးငွေကြေးကံကတော့မထင်မှတ်ပဲငွေဝင်တက်တဲ့အချိန်ပါပဲဒါပေမဲ့ငွေဝင်တာနဲ့အမျှကားပြင်တာဖုံးပြင်တာမျိုးတွေကြောင့်အထွက်လဲကျန်းတက်ပါတယ်သူတစ်ပါးကိုငွေချေးတာမျိုးအမခံတာမျိုးကိုတော့လုံးဝမလုပ်ပါနဲ့မိမိလက်ထဲကငွေကပြန်မရပဲဆုံးရှုံးသွားတတ်လို့သတိထားစေချင်ပါတယ်ရှင်အချစ်ရေးနဲ့အိမ်ထောင်ရေးလူပြိုများအချစ်ရေးမှာအထင်လွဲစရာလေးတွေဖြစ်တတ်ပါတယ်ချစ်သူရှိပြီးသူတွေကတော့စကားအမှားကြောင့်စိတ်ကောက်တာမျိုးရှိပါလိမ့်မယ်ချစ်သူမရှိသေးသူတွေကတော့စိတ်တက်ခိုင်မာသူတဦးရဲ့စိတ်ဝင်စားမှုကိုရရှိတတ်ပါတယ်အိမ်အောင်သည်များအိမ်တွင်းရေးမှာတဦးနဲ့တဦးအလျှော့ပေးဖို့လိုအပ်ပါတယ်အချင်းချင်းအပြစ်တင်တာမျိုးထက်နားလည်မှုပေးတာကပိုပြီးအေဂျင့်စေပါလိမ့်မယ်ရှင်ကျမ်းမာရေးဒီအပတ်မှာထိခိုက်ရှနာဖြစ်ခြင်းအပူလောင်ခြင်းနဲ့ခေါင်းကိုက်ခြင်းတို့ကိုသတိထားရပါမယ်မီးလျှက်စစ်နဲ့လက်နက်ကရိယာတွေကင်တွယ်တဲ့အခါမှာအထူးဂရုစိုက်ဖို့ဆီယာမကတိုက်တွန်းပါရစေရှင်ပညာရေးမှာစ조사သလောက်အရာထင်မဲ့အချိန်ပါသင်ခန်းစာတွေကိုဇွဲရှိလေ့လာရင်အောင်မြင်ပါလိမ့်မယ်အားကစားနဲ့နည်းပညာရက်တွေလေ့လာနေသူတွေအတွက်တော့ထူးထူးခြားခြားတိုးတက်မှုရရှိမဲ့အပတ်ဖြစ်ပါတယ်ရှင်ရေရာနှင့်ဆူတောင်းရေရာအင်္ဂါနေ့နနက်တွင်ဖျား၌ဇွန်ပန်း3ညွန့်လှူဒန်းပြီးဇယံတော်ဂါထာတော်ကိုရွတ်ဖတ်ပူဇော်ပါရှင်ချစ်ခင်ရပါသောအင်္ဂါသားသမီးလေးများအားလုံးဒီတပတ်တာအတွင်းမှာဘေးဥပတ်အနေရဲ့အပေါင်းမှကင်းဝေးကြပါစေစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံပြီးကြံစီသမျှအမှုကိစ္စဝဝအောင်မြင်ပါစေစီးပွားလက်လာပါများဒီရေအလားတိုးတက်ပြီးမိသားစုနဲ့အတူအေးချမ်းသာယာတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ထပ်မံမေးမြန်းရန်မိမိတို့ရဲ့အိမ်ထောင်ရေးဒါမှမဟုတ်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးအထူးဂရုစိုက်ရမယ့်နေ့ရက်တွေကိုသိလိုပါသလားရှင်သိလို့ရင်ထပ်မံမေးမြန်းနိုင်ပါတယ်နော်